စကုန်းချိန်ဒီကနေ့လောက်ပြပါမယ်နော်ကိုကြိုက်တဲ့တနက်ကင်လို့တော့ရတယ်အဖုန်းဝါစစ်ကနေကန်လိုက်တယ်နော်ဒီမှာနော်အဲ့တွန်းအနေနဲ့အဖုန်းဝါစစ်ကနေလိုက်မယ်အဲ့ဒီနေတာအိမ်မှာပြထားတဲ့ပုံစံนี้ကတော့စကုန်းငိန်ရဲ့နီးနေနေပေါ့နော်ချစ်အိမ်မှာစကုန်းတော့ငိန်နေအဲ့ချိန်မှာသူစကုန်းကနေကိုယူလိုက်ပါမယ်နော်ဒီစကုန်းကနေကိုယူပြီးဆိုရင်အိမ်မှာဒီတိုင်းလေးပြစ်ကြည့်ပါမယ်နော်တကျိုးစားရထပ်ပြဖို့ကြိုးစားနေကျင်းတော့မှာပါအဲ့တော့ဘောမျိုးပေါ့နော်အဲ့ခက်လောက်ကနေဟိုနှိပ်ထားလိုက်ပေါ့နော်အဲ့ရဆိုပြည့်နေပါပြီနော်အဲ့မှာပြစ်လိုက်ပေါ့နော်ဒီမျိုးလေးမြန်လေးထိမ့်ပြီးအောက်ကိုဆွဲပြီးဒါပေါ်လုံးပြီးအဲ့ရဆိုရင်ဘက်ဖစ်ထဲက3 scope 1 scope အားလုံးကိုဟိုဟာတရားပဲထားပေးပေါ့လားဒါဆိုမတရားငြိမ်ပါပြည့်တဲ့ဒါ3 scope ကိုနှစ်ရခွင်ထားပေးတဲ့အတွက်မတရားတော့ငြိမ်နေတယ်ဗျာအဲ့တွေ့တာနော်ချာနေတော့ပြနော်ပြထားတယ်ဒါဆိုရင်ပြည့်ဒီပဲဆော့ပြထားပါနော်တထရိတ်ဒီ WOW ဝေါ်ရကောင်းနော်အဲ့တွေ့နေနေအဲ့မကြီးလိုက်ပါနော်အဲ့မကလောက်ကလေးကို off ပိတ်သေးလားစကုပ်ကငိမ်မှာမဟုတ်တော့အဲ့အကြောင်းစကုပ်ငိမ်အောင်လို့ခုနကတော့ကလောက်ကလေးကိုဖွင့်ထားပေးပါလို့ပြောချင်ပါတယ်ဒါပါပဲဒီမှာငိမ်နေနော်စကုပ်တော့ခုနငိမ်ဒီဘောနော်အဲ့ထဲမှာဟွာတယ်နေရာမှာပေါ့နော်on ဒီအဲ့မျိုးအောက်ကိုဆွဲပြပေါ့နော်မတရားငြိမ်ပါတယ်ဒါပါပဲ